အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှလည်းအတွေ့အကြုံတွေရရှိစေမယ့်စာပိုင်းလေးနောက်ထပ်တစ်ပိုက်ကိုဆက်လက်မျှဝေဖတ်ပြပေးချင်ပါတယ်တူတူနားဆင်ပေးကြပါအောင်ရှင်မုန်းချက်ပြီးအသက်မရှူခြင်းလောက်အောင်ပြင်ပန်းနေဆိုတာအတိကတော့လက်မလွတ်နိုင်ခြင်းဆိုတဲ့ခေါင်းစဉ်လေးကြောင့်ပါပဲကိုကိုထားပြီးထွက်သွားသူကိုလက်မလွတ်နိုင်ခြင်းကိုယ့်ရဲ့အတိတ်တွေကိုလက်မလွတ်နိုင်ခြင်းကိုယ့်ရဲ့အမှတ်တရတွေကိုလက်မလွတ်နိုင်ခြင်းကိုရှုံးသွားတဲ့အရာတွေကိုလက်မလွတ်နိုင်ခြင်းတွေကြောင့်ပါလက်လွတ်လိုက်ပြီးအတွေးတွေကိုဖြေလျှော့လိုက်ရင်အရာအားလုံးလွတ်လပ်ပေါ်ပါသွားမှန်းသိပေမဲ့လွယ်ကူကူနဲ့လက်မလွတ်ပဲအချိန်တွေဖြုံးပြီးခံစားချက်တွေနဲ့ကိုမိရှုနေတတ်ကြတယ်။ဘလို့ချစ်ရမလဲဘသူကိုချစ်ရမလဲဘလောက်ချစ်ရမလဲမေးကြပါတယ်။ဒီတော့ပြောချင်ပါတယ်ကိုချစ်ပါဒါပေမဲ့အတ္တကင်းမဲ့စွာချစ်ပါဒီကိုကောင်းဆန်သောစိတ်မရှိစွာနဲ့ချစ်ကြပါသူများကိုချစ်နိုင်မှုဆိုတာကိုအရင်ဆုံးချစ်နိုင်မှအဆင်ပြေပါလိမ့်မယ်။ကိုချစ်ဖို့ခင်မင်မှုဆိုတဲ့အခြေခံအုံးမြစ်လေးနဲ့မိမိအရင်ဆုံးတည်လျှောက်ပါကိုသွားရောက်ခင်ပေမဲ့မိမိနားလည်အောင်အရင်ဆုံးဆန်းစစ်ပါကိုယ်တိုင်နဲ့အဆင်ပြေအောင်အရင်ဆုံးပေါင်းတင်ကြည့်ပါကိုမြင်အောင်ကြည့်ပါသူများတွေနဲ့ပေါင်းတင်ရမှာသူများပြစ်ချက်တွေကိုရှာထောက်တယ်လို့မိမိရဲ့ပြစ်ချက်တွေကိုလည်းရှာတွေ့နိုင်ပါစေသူများကြံစီတဲ့အရာတွေကိုကောင်း၏မကောင်း၏ဝေဖန်နိုင်တယ်လို့ကိုယ်တိုင်ကိုလည်းအားမနာတိုင်းဝေဖန်ကြည့်ပါကိုယ်တိုင်ရဲ့ကောင်းခြင်းဆိုးခြင်းတွေကိုဝေဖန်ပိုင်းခြားနိုင်ပြီဆိုရင်သူများအပြစ်တွေကိုရှာကြံထောက်ပြနေရလဲလျော်နေသွားပါပြီကိုပေါင်းတင်တက်သွားပြီဆိုရင်အပေါင်းအသင်းမရှိပါကိုလည်းမပူရတော့ပါဘူးကိုချက်တက်သွားပြီဆိုရင်ချစ်မိတ်သူမရှိလေအထီးကျန်နေမခံစားရတော့ပါဘူးနေသက်သွားတဲ့အခါကြည်နက်သွားရပါတယ်အတွင်းစိတ်ထဲမှာရှိနေတဲ့အမိုက်တွေကိုမြင်တွေ့ပြီးရှင်းထုတ်လိုက်တဲ့အခါပေါ်ပါစာနေထိုင်တက်သွားပါလိမ့်မယ်နောက်ပိုင်းမှာအဖို့ရှိလဲပျော်နိုင်သလိုအဖို့မရှိလဲတယောက်တည်းပျော်ရွှင်စွာနေထိုင်သွားတတ်ပါလိမ့်မယ်သူ့ရဲ့ဗန်ဆောင်ပေါ်ကအမောက်တွေဟာကို့အတွက်အရေးမကြီးပါဘူးအရေးကြီးတာကသူ့ရဲ့ပေးကမ်းစွန်ကျဲလူစိတ်ဘယ်လောက်ရှိလဲဆိုတာပါပဲသူ့အိတ်ထဲကပတ်စံဘယ်လောက်ပါလာတယ်ဆိုတာအရေးမကြီးပါဘူးအရေးကြီးတာကကိုကျွေးမွေးလူစိတ်ရှိမရှိဆိုတာပါပဲသူ့ရဲ့အိမ်အဆောက်အဦဘယ်လောက်ကြီးသလဲဆိုတာအရေးမကြီးပါဘူးအရေးကြီးတာကသူနေနေတဲ့အိမ်ရဲ့အနှွေးတက်ကကိုလွှမ်းခြုံမှုရှိမရှိပါသူ့ရဲ့ရုပ်ရည်ဘယ်လောက်ချုံမောသလဲဆိုတာအရေးမကြီးပါဘူးအရေးကြီးတာကဒီရုပ်ရည်ဟာကိုတဦးတယောက်တည်းအတွက်သာဖြစ်ဖို့လိုပါတယ်သူဘယ်လောက်သုံးပြုံးနိုင်သလဲဆိုတာအရေးမကြီးပါဘူးအရေးကြီးတာကမလိုအပ်တဲ့နေရာမှာအသုံးဆွဲချွေတာတက်ဖို့ပါသူများထပ်ပိုတာအောင်နေခြင်းတဲ့စိတ်ကိုဖျောက်ပြီးမနေ့ကကိုနေထိုင်ခဲ့ရတာထက်ပိုတာအောင်နေခြင်းတဲ့စိတ်ကလေးပဲတွင်းကြည့်လိုက်ပါအပူပင်တွေကင်းပြီးမနာလုံစိတ်တွေလည်းလျော့သွားပါလိမ့်မယ်လူချင်းနေဒါပေမဲ့ဒီထက်ကောင်းတာရမလားလို့မျှော်လင့်မိပြန်တော့လက်ရှိပိုင်ဆိုင်ထားတာတွေကိုအကောင်းမမြင်မိဘူးမလို့ချင်ဘူးဒါပေမဲ့ဒီထက်ကောင်းတာရမလားမရလားဆိုတာမသိကြတဲ့အတွက်လက်ရှိပိုင်ဆိုင်ထားတာကိုလည်းလက်မလွတ်ချင်မြန်ဘူးမလို့တလို့မျှော်လင့်သလိုသူများလက်ထဲကအရာကိုယ့်လက်ထဲရောက်လာပြန်ရင်လည်းကိုယ့်လက်ထဲရှိရင်ဆိုအရာကိုလည်းလက်မလွတ်ချင်မြန်ဘူးသူများလက်ထဲကအရာကိုယ့်လက်ထဲမှာမမြဲတဲ့အခါကိုယ့်လက်ထဲကအရာကိုတန်ဖိုးပြန်ထားတယ်လို့ရှိလာတယ်ကိုယ့်လက်ထဲကအရာကခတ်တက်ပြီးအနားမှနေပြန်တော့နောက်ထပ်ကောင်းတဲ့အရာတစ်ခုကိုမျှော်မှန်းရင်ပုတ်ချပြန်တယ်ရတာမလို့လိုတာမရဖြစ်ရင်ကိုလိုချင်တာတွေကြီးရှေ့တန်းတင်ပြီးတော့ကိုတန်ဖိုးထားတဲ့သူတွေကိုထိခိုက်ရတယ်တဖြည်းဖြည်းနဲ့ကိုလည်းနာမည်ဖြစ်လာပါတယ်ဒီလိုသဘောတရားဆိုးလေးတွေကယောက်ျားတွေမှာရောမိန်းမတွေမှာပါလာတတ်ပါတယ်ရုပ်ရှင်တဲ့ဘဝလေးရရှိဖို့အတွက်ဆူတောင်းရင်ုံနဲ့မရပါဘူးရုပ်ရှင်တဲ့စိတ်သဘောထားလည်းရှိနေအောင်မှဖြစ်မှာပါကိုယ့်ရဲ့စိတ်သဘောထားလေးလည်းရှိနေအောင်မှဖြစ်မှာပါကိုယ့်ရဲ့စိတ်သဘောထားတွေကောက်ပင်နေသည်တွေဖျောက်တန်းရုပ်ရှင်တဲ့လမ်းကြောင်းမှန်တစ်ခုကိုဘယ်တော့မှရနိုင်မှာမဟုတ်ပါဘူးရုပ်ရှင်တဲ့စိတ်ထားရုပ်ရှင်တဲ့ဘဝလေးကိုရနိုင်မှုအတွက်သူတစ်ပါးကလာရောက်ဖြစ်စီဆောင်ရွက်ပေးမှာမဟုတ်ပါဘူးကိုယ်တိုင်ရဲ့စိတ်သဘောထားပြေဝမှုစိတ်ထားတတ်မှုတန်ဖိုးထားတတ်မှုစိတ်ရှင်းနေမှုတွေကမှဒီဘဝလေးတွေဒီလိုစိတ်ထားလေးတွေရရှိနိုင်တာပါကိုကဖျောက်တိုင်းနဲ့သူများမကောက်ရဘူးလို့တောင်းဆိုလို့မရနိုင်ပေမယ့်ကိုကတော့ဖျောက်နေဖို့လိုပါတယ်သူများကိုပေါ်ကောက်ကွေးစွာတွေးတောကြံစည်နေတာသူ့အလုပ်ပါကိုကတော့သူ့အပေါ်စိတ်သဘောထားရှင်းလင်းကြည်လင်းနေရင်ကို့အတွက်ကောင်းကျိုးတွေကြီးပါပဲသူကောက်တယ်လို့ကိုပါလိုက်ကောက်နေရင်လူ့ဘဝကြီးမှာနေပြောစရာတကွမှမရှိပဲညူဆူပူလောင်မှုတွေနဲ့သာပြည့်နှံ့နေပါလိမ့်မယ်ရှင်ဒီနေ့စာပိုင်လေးကိုဒီမှာပဲဆုံးသက်ခွင့်ပြုပါရှင်ဒီစာပိုင်လေးရဲ့နားထောင်ရင်အတွေးလေးတစုံတရာရရှိကြမယ်လို့ယုံကြည်ပါတယ်ဒီစာဖတ်ချိန်လေးတွေကိုတူတူကုံဆုံးပေးကြတဲ့သူတွေအားလုံးကိုတကယ်ကိုကျေးဇူးများကြီးတင်ပါတယ်ရှင်
နောက်ထပ်စာပိုင်လေးတွေထဲမှာပြန်လည်ဆုံတွေ့ကြပါအောင်ဆိုတော့နေ့ရက်တွေတိုင်းမှာစိတ်ကိုပင်ပန်းစေတဲ့အရာတွေနေပါပြီးစိတ်အေးချမ်းမှုလေးတွေပုံများလာကြပါစေစိတ်ချမ်းသာကိုယ်ချမ်းသာစွာဖြတ်သန်းနိုင်ကြပါစေရှင်။